ဒီပါ okay ကွာပါဝါတက်မဲ့အချိန်မှာပါဝါလည်းမကောင်းမြန်ဘူးတဲ့ပါဝါမကောင်းတဲ့ပုံစံဘယ်လိုလေးလဲဆိုတာပြမယ်နော်ဘေးကနေကိုတော်ဖွင့်တယ်နော်အဲ့လိုပဲဘေးကိုပြန်ပိတ်တယ်နော်တစ်လုံးဖွင့်တယ်နော်ပြန်ပိတ်မယ်ပိတ်တယ်နော်ဖွင့်တယ်အမှမပွင့်ဘူးတွေ့လားဟုတ်တယ်နော်ဖွင့်တယ်မပွင့်တော့ဘူးနော်ဟလာဖွင့်တဲ့ချိန်မှာမပွင့်ဘူးဒီကောင်အမလက်နေတယ်ဒီကောင်နော်တစ်လုံးလက်နေတယ်မပွင့်ရမယ်အဲ့လိုမျိုးပွင့်ရမယ်နော်ဟုတ်လားကိုမပိတ်မချင်းပွင့်နေရမယ်ပိတ်ပြီဆိုမှပိတ်မှာနော်ဟုတ်လားအဲ့တော့ပါဝါမှာလည်းလက်နေတယ်ဟုတ်လားပါဝါမှာလက်သွားတဲ့အကြောင်းရပါဝါတွေမှာဟီးနဲ့တွဲတဲ့အချိန်မှာဒီနက်ကပြောမယ်ဆိုတော့လုတ်ကွန်ရှင်ဖြစ်သွားတာလုံးဝကြက်နေရမယ်ဒီနက်တွေအောင်နဲ့ဟောက်ချင်တယ်နော်မကြတော့အဲ့လိုလုတ်ကွန်ရှင်ဖြစ်သွားတယ်အဲ့တော့ပြချက်ကတော့ဆက်မှာတော့များနေတယ် OSC ကတော့ထွက်သွားပြီ ရိုးတွေထွက်သွားပြီပါဝါမှာပြဿနာတက်နေတယ်ပါဝါလည်းထက်လဲရပါဝါဒီလိုမျိုးတစ်လုံးလည်းမရှိဘူးလေးလုံးလုံးလဲရမှာအဲ့တော့ကိုညာသိကမြင့်သွားပြီကပြားလဲတာသူ့အတွက်ပိုပြီးကြိုက်တယ်နော်โอเค